ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါ339မှာမရရှိလိုက်တဲ့မိတ်ဆွေများအားလုံးအတွက်ထပ်မံပြီးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ရရှိခဲ့တဲ့ညီကိုမောင်တို့များအားလုံးကကျွန်တော်တို့နော်မြန်မာနိုင်ငံမှာလက်ရှိကျွန်တော်တို့ဒုက္ခဆင်းရဲရောက်နေကြတဲ့သူတွေကိုဒါလှူဒန်းပေးခြင်းတဲ့အတွက်ကြောင့်ဆရာနဲ့ပါဝင်လှူဒန်းတဲ့ဆရာကိုမနေ့ကဆိုလို့ရှိရင်နော်ကဏ္ဍထွက်ပြီးရင်နော်350လွှဲပြီးတဲ့သူရှိတယ်နော်30လွှဲပြီးတဲ့သူရှိတယ်40လွှဲပြီးတဲ့လူရှိတယ်ဒါတွေအားလုံးဒီငွေကြေးတွေကဆရာကိုစိတ်ချယုံကြည်သွားဆရာနဲ့တူပါဝင်လှူဒန်းခြင်းတဲ့အတွက်ကြောင့်မလို့339မှာအောင်မြင်လိုက်တဲ့မိတ်ဆွေများကဒါဆရာကိုလှူဒန်းမှာပါဝင်ပြီးတော့လှူဒန်းပေးကြတယ်ဆရာကလည်း live ဝင်နေတဲ့တခါလေးပြောပြီးသားဆရာရဲ့ဗီဒီယို版 live ကိုဆုံးအောင်ကြည့်ဆုံးအောင်နားထောင်ဆရာဆိုတာကနော် GNO ကုမ္ပဏီရုံးဌာနမှာကျွန်တော်ကိုထွန်းထွန်းမင်းကိုတိုင်ကနော်ကင်တွယ်ပြီးတော့ကဏ္ဍနဲ့ပတ်သက်ပြီးလှုပ်ဆောင်ကူညီပေးတာဖြစ်တဲ့ကြောင့်မလို့မြန်မာနိုင်ငံကနော်တတိတိကိုအမှန်တကယ်ထိုးနေပါတယ်ဆိုတော့ဝါသနာရှင်များအားလုံးနေနဲ့တိတိမင်းတွေတွေ့စီပေါက်စီခြင်းတဲ့အတွက်ကြောင့်ကျွန်တော်အပတ်စဉ်တိုင်းမှာကျွန်တော်ဘက်ကတက်နိုင်တယ်လို့ကူညီပေးနိုင်တယ်လို့ကိုကျွန်တော်တို့ live ဝင်ပြောကြပြီးဒီရင်ဝင်ကူညီပေးပါတယ်ပြန်ဝင်ကူညီပေးတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကလူဦးရေနော်အယောက်200လာ300လာ500လာနော်အဲ့လိုမျိုးကြီးပေးလို့မရပါဘူးလူဦးရေတတိနဲ့ပတ်သက်ပြီးတော့ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့နော်ကြားတဲ့ငွေကြေးကုန်ကြစီငွေကြေးကိုခံနိုင်တယ်ပြီးတော့လည်းအဖွဲ့ဝင်စနစ်ကြီးကိုပေးသွင်းနိုင်တယ်နော်ကဏ္ဍကိုပိုင်နိုင်ထိုးချင်တယ်ဆိုတော့မိတ်ဆွေများကိုကျွန်တော်တို့ကကဏ္ဍနဲ့ပတ်သက်ပြီးစီမီစီကံလေးတွေလှုပ်ဆောင်ပေးရတာရှိတယ်ဒါတွေကိုတရားဝင်လှုပ်ဆောင်နိုင်တဲ့သူမှန်ကန်မှသာလေကျွန်တော်တို့ကကဏ္ဍကိုနော်ပေးလို့ရတာဖြစ်တယ်နော်ကဏ္ဍညတော့ပေါက်ချင်တဲ့တချို့သောမိတ်ဆွေများကဆရာကြီးပေါက်ပေးပါလကားပေးပါကူညီပေးပါဆိုတော့နော်ကျွန်တော်တို့ကလည်းလုံးဝအဆင်မပြေဘူးဗျဒီကဏ္ဍဆိုတာကလည်းတချို့သိတဲ့မိတ်ဆွေများလည်းတော်တော်သိပါတယ်ကျွန်တော်နားမလည်တဲ့မိတ်ဆွေတွေမသိတဲ့မိတ်ဆွေများကိုရှင်းပြပေးခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီထိုင်းချဲကြီးဆိုတာကကဏ္ဍတစ်ခွက်ထွက်ရှိဖို့အောင်မြင်ဖို့ဆိုတာကကျွန်တော်တို့နော်ဖက်ဖက်မှာကုန်ကြမှုတွေရှိတယ်လှုပ်ဆောင်ရတဲ့ဟာတွေအများကြီးရှိပါတယ်ကျွန်တော်တယောက်တည်းနဲ့ပြီးတာမဟုတ်ဘူးကျွန်တော်တို့ဒီယုံဒီဌာနမှာကျွန်တော်တို့အာနာရှိတဲ့နော်လူကြီးမင်းနေနဲ့ကျွန်တော်တို့ကတွေးဆုံဆွေးနွေးပြီးတော့ကဏ္ဍနဲ့ပတ်သက်ပြီးတော့ဒါလှုပ်ဆောင်ရတာဖြစ်တဲ့ကြောင့်မလို့မိတ်ဆွေတို့ထင်သလိုမြင်သလိုလွယ်လေးတကူကျွန်တော်တို့ကပေးလို့ရတာမဟုတ်ဘူးအဲကြောင့်မလို့ခင်ဗျားတို့ယင်းဒီရတဲ့ငွေဒီမြန်မာငွေအလုံးစုံကုန်ဗျာနော်တောင်းကနန်းလောက်ပဲကျွန်တော်တို့ကုန်ကြတာဖြစ်တယ်ဒါလေးဥမှမရင်းနှီးနိုင်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့အဖိုးတန်တဲ့ကဏ္ဍတစ်ခွက်ကောင်းကိုပေါက်မှာမဟုတ်အောင်မြင်မှာမဟုတ်ဘူးနော်ဟုတ်တယ်မလားကျွန်တော်ပြောနေတာကမိတ်ဆွေများကကဏ္ဍတစ်ခွက်ကိုထိထိရောက်ပိုင်နိုင်တဲ့လက်ကြည့်တရားမလို့တဲ့ကဏ္ဍကိုရရှိနေလူချင်းနဲ့ဆိုကိုထွန်းထွန်းမင်းကိုဘုံတိုက်ရိုက်ဆက်သွယ်ပြီးတိုက်ရိုက်ခေါ်ဆိုကျွန်တော်ကပြောသလိုပေါ့နော်ကဏ္ဍနဲ့ပတ်သက်ပြီးကြားတဲ့ငွေကြေးလေးကိုတော့မနှမျောတွန့်လို့ပဲနဲ့လှုပ်ဆောင်တွဲနိုင်ပါတယ်ဆိုမှသာလေကျွန်တော်တို့ကလည်းလှုပ်ဆောင်ကူညီပြီးလို့ရမှာဖြစ်တယ်အဲ့တော့ဒီလိုက်ကိုကြည့်နေတဲ့မိတ်ဆွေများ339မှာလို့ပဲတရက်နေ့6လပိုင်း2025မှာထပ်ပြီးတော့အောင်မြင်ခြင်းနဲ့ပေါက်ခြင်းနဲ့ဆိုကျွန်တော်တို့ရုံးဌာနရဲ့ပြင်မဖုန်းနံပါတ်ကိုအမြန်လေးဆက်သွယ်ခေါ်ဆိုပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါ339မှာမရရှိလိုက်တဲ့မိတ်ဆွေများအားလုံးအတွက်ထပ်မံပြီးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ရရှိခဲ့တဲ့ညီကိုမောင်တို့များအားလုံးကကျွန်တော်တို့နော်မြန်မာနိုင်ငံမှာလက်ရှိ